သူမဟာအတိုင်းအဆမရှိများပြားတဲ့အမွေနှစ်တွေကိုစက္ကန့်မဲ့တထေးသမီးလေးတစ်ယောက်ပါကံအားလျော်စွာပဲသူမအမြဲမခဲရတဲ့အိမ်မက်ထဲကမင်းသားလေးနဲ့လက်ထပ်ခွင့်ရခဲ့ပါတယ်။ဒါဟာချိုမြိန်နဲ့အိမ်တော်ကြီးဘဝရဲ့အစပျိုးခြင်းလို့သူမထင်မှတ်ခဲ့တာပေါ့။ဒါပေမဲ့ဒီလက်ထပ်ပွဲဟာစာချုပ်တစ်ခုတက်တက်ဆိုတာကိုသူမမသိခဲ့ပါဘူး။ထိုလူဟာသူ့ဖခင်ရဲ့အကျွေးတွေကိုဆက်ဖို့အတွက်သာလက်ထပ်ခဲ့တာပါ။သူဟာရုပ်ရည်တစ်ခုလေးကိုပဲကြည့်တတ်တဲ့အပေါ်ရန်ဆန်တဲ့မိန်းကလေးတွေကိုယွန်ရှာလုံးလို့တင်းကျပ်တဲ့စီကံတစ်ချက်ကိုထုတ်ခဲ့ပါတယ်။နံပါတ်1အခန်းခွဲအိပ်ရမယ်နံပါတ်2သူ့ခန်းထဲကိုဘယ်တော့မှခြေလမ်းမကျူးကျော်ရဘူးသူမနိုးလာတဲ့အခါဒါတွေအားလုံးဟာအိမ်မက်လို့ထင်နေခဲ့ပေမဲ့သူမရောက်နေတဲ့နေရာဟာမိသားစုပိုင်ဆိုင်ခံကားထဲမှာမဟုတ်တယ်လို့ပြုစုရင်ကြီးမဲ့အစီခံတွေလည်းတယောက်မှမရှိပါဘူးကျောင်းနောက်ကြတော့မယ်ဆိုတာတိလိုက်ရလို့သူမအမြန်ပြင်ဆင်ပြီးကျောင်းကိုပြေးခဲ့ရပါတယ်ဖုန်တော်ထဲမှာပင်ပန်းနွမ်းနေစွာနဲ့ကျောင်းကိုရောက်သွားတဲ့အချိန်မှာတော့ကျောင်းစင်ကောင်းလောင်းတန်ကမြည်နေပါပြီးတစ်နေ့လုံးလမ်းပြောက်ပြီးရှောက်နေခဲ့မိတာပါအိမ်ပြန်ရောက်တော့မှောင်တောင်မှောင်နေပါပြီအမျိုးသားဖြစ်သူကစိတ်ပူနေတဲ့ဟန်နဲ့တကားဖွင့်ပြီးတော့သူမကချွဲနှွဲလိုက်ပါသေးတယ်ဒါပေမဲ့အိမ်ထဲရောက်တာနဲ့မနက်ကသူမလှုပ်ထားခဲ့တဲ့အမိုက်ပုံကြီးကိုတွေးလိုက်ရပါတယ်အမျိုးသားကဒေါသကြီးနဲ့ငါအခန်းတကားကိုဒီတိုင်းစုံမဖွင့်နဲ့လို့ပြောပြီးဘာလို့ဒီလောက်နောက်ကျမှပြန်လာရလဲဆိုတာကိုစင်ပေးပါတော့တယ်အဲ့ဒီမှာတင်မိန်းကလေးဟာဝမ်းနဲ့ပန်းနဲ့ငိုချလိုက်ပါတော့တယ်ဒီနေ့တနေ့လုံးသူမအတွက်တော့ကဆူးကြီးပါပဲရေပူဆက်ကိုလည်းဘလို့ခွင့်ရမှန်းမသိကြောင်းသွားတဲ့လမ်းမှာလည်းလမ်းပြောက်ကြောင်းရောက်တော့လဲကြောင်းလွတ်နေပြီးဘိုက်ကလည်းစာပတ်စံကလည်းမရှိနောက်ဆုံးတော့သူမရဲ့ဖက်နှက်ကိုတောင်ခွေးကကိုက်ပြေးသွားခဲ့တာကိုသူမရဲ့တနာစရာနေရက်ကိုကြားပြီးနောက်မှာတော့အဲ့ဒီကောင်လေးဟာသူမဟာဘဝမှာဘာမှမလုပ်တတ်တဲ့သူမန်းနားလည်သွားပါတယ်သူမကလည်းသူ့ကိုထပ်ပြီးဒုက္ခမပေးချင်တော့တာကြောင့်အိမ်မှုကိစ္စတွေတင်ပေးဖို့တောင်းဆိုခဲ့ပါတယ်သူမဟာရေပူဆက်ဖွင့်တာဖုံဆုပ်ဆက်သုံးတာအဝတ်လျှော်တာနဲ့အဝတ်လန်းတာတွေကိုအမြန်ပဲတင်ယူနိုင်ခဲ့ပါတယ်အချိန်တွေကြာလာတာနဲ့အမျှသူတို့နှစ်ယောက်တဖြည်းဖြည်းနီးစပ်လာကြပါတယ်။ကောင်လေးဟာသူမဟာဆိုးနွယ်ပြီးခေါင်းမာတဲ့သူမဟုတ်ပဲပေါင်းတင်ရလွယ်တဲ့စိတ်တဘောထားကောင်းပြီးရိုးသားတဲ့မိန်းကလေးတစ်ယောက်မှန်သိလာရပါတယ်။ဒီနေ့မှာတော့ကောင်လေးအိမ်ရှိရောက်တဲ့အချိန်အထဲကထူးဆန်းတဲ့အတန်တွေကြားရလို့အခန်းထဲကိုဝန်ကနေဝင်သွားတဲ့အခါပြောင်းမှုပေါက်ပေါက်တွေကသူ့မျက်နှာကိုလာမှန်ပါတော့တယ်။ဒါဟာသူမရဲ့ပထမဆုံးဟင်းချက်ဖူးခြင်းပါပဲ။စပွဲပေါ်ကကြည့်မကောင်းတဲ့ဟင်းတွေကိုကြည့်ပြီးသူကိုစိုးရိမ်သွားမိပေမဲ့သူမရဲ့ကြိုးစားအားထုတ်မှုကိုအတိမတ်ပြုတဲ့အနေနဲ့အာတင်ပြီးတလုံးစားကြည့်လိုက်ပါတယ်ထူးထူးခြားခြားပဲအင်မတန်အရသာရှိနေခဲ့ပါတယ်ဒါပေမဲ့ဈေးဝယ်စည်းရင်းကိုကြည့်လိုက်တဲ့အခါမှာတော့တလားစာသုံးစွဲငွေတွေကိုသူမအကုန်သုံးလိုက်မှန်းသိသွားပြီးသူတော်တော်လေးစိတ်ညစ်သွားပါတယ်အဲ့ဒီအခါမှာတော့မိန်းကလေးကသူမရဲ့ဖေဖေစီကိုအေးအေးဆေးဆေးပဲဖုန်းဆက်လိုက်ပါတယ်သူမအဖေကသူတို့နှစ်ယောက်လုံးကိုဗီလာကိုလာခဲ့ဖို့ပြောပါတယ်ဗီလာရောက်တော့ကောင်လေးဟာသူမမိဘတွေကိုချက်ချင်းပဲဥညွတ်တောင်းပန်ပါတယ်သူမမိဘတွေကတော့သူတို့ပေးတဲ့မုတ်ဖိုးနဲသွားတယ်ထင်ပြီးမုတ်ဖိုးကိုချက်ချင်းတိုးပေးဖို့လုပ်ပါတယ်ဒါပေမဲ့ကောင်လေးကညှင်းလိုက်ပြီးဇနီးတဲ့ကိုဘတ်ဂျက်သုံးဆွဲပုံမတင်ပေးထားတာကျွန်တော်တာဝန်ပါကြံတဲ့ရက်တွေကိုရှိတာလေးနဲ့ပဲဖြစ်အောင်သုံးပါမယ်လို့ကတိပေးခဲ့ပါတယ်နောက်တနေ့မနက်မှာတော့မိန်းကလေးဟာမိသားစုဆက်ဖို့မူကိုဥညွတ်တောင်းပန်ခဲ့ပါတယ်အရင်ကပကံတွေကိုရိုက်ခွဲပြီးအစားအစာတွေကိုဖြုံးတိခဲ့ပေမဲ့အခုတော့ဟင်းချက်ရတာဘလောက်ခက်ခဲလဲဆိုတာသူမနားလည်သွားခဲ့ပါပြီသူမအဖေဟာမယုံနိုင်အောင်ဖြစ်သွားပါတယ်သူမဘဝမှာပထမဆုံးအကြိမ်တောင်းပန်ပါတယ်လို့ပြောလိုက်တာမို့လို့ပါမိဘတွေဟာဝမ်းသာအားရနဲ့သူတို့ရဲ့တမက်ကိုဖတ်လိုက်ကြပါတယ်စပုံမူကြီးတောင်မျက်ရည်ကျခဲ့ရပါတယ်ကျောင်းမှာတော့အထင်မှားတာတွေမဖြစ်အောင်အစာစားတဲ့အခါဝေးကြီးမှာခွဲထိုင်ကြပါတယ်ဒါပေမဲ့တခြားမိန်းကလေးတွေကကောင်းလေးကိုလာပြီးပရောပရီလောက်တာတွေ့တဲ့အခါသူမချက်ချင်းပဲကနာမငြိမ်ဖြစ်သွားပါတယ်နောက်ထပ်မိန်းကလေးတစ်ယောက်ထပ်ပေါ်လာပြီးသူတို့နှစ်ယောက်အကြည့်ချင်းစုံနေတာကိုမြင်လိုက်ရတဲ့အခါမှာတော့သူမရဲ့ဒေါသတွေတဟုံဟုံတောက်လောင်လာပါတော့တယ်အိမ်ပြန်ရောက်တဲ့အခါသူမကထိုမိန်းကလေးเจ้าကိုစတင်စစ်မေးပါတော့တယ်ပြောရင်းနဲ့ပူပြီးဒေါသထွက်လာကနောက်ဆုံးမှာတော့စစ်ကိုမထိန်နိုင်တော့တဲ့အထိဖြစ်သွားပါတယ်တပတ်အကြာမှာတော့သူတို့နှစ်ယောက်ကြားမှာပြဿနာအသစ်တစ်ခုကထပ်ပြီးဖြစ်ပေါ်လာပြန်ပါပြီ